လာပါရှင် Ethan Life မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျမပြောပြချင်တဲ့အကြောင်းအရာတော့ပေါ့နော်ကျမဒီနေ့ကျမကိုယ်တိုင်ကြုံတွေ့ရခဲ့ရတဲ့အကြောင်းအရာလေးတစ်ခုကိုပဲပြန် sharing လုပ်တာပါဒီမိုးရဒီမှာဖြစ်တတ်တဲ့မိမကိုရရန်ခြင်းတွေအတွက်ကိုပြောချင်တာပါကာကွယ်ရန်ဆောင်ရန်ဆောင်ရန်ဒီကျမရှာဖွေလို့ရှိတဲ့လောက်လေးပြောထားပါတယ်ဒါအမျိုးသမီးတွေအတွက်ရှိရအတွက်ကြောင့်မလို့အမျိုးသားများအတွက်လည်းအားရနာပါတယ်ရှင်ဒါကတော့ညီမသုံးနေတဲ့မိမကိုတက်စင်စေးပေါ့နော်ဒါဘယ် brand ဘယ်အောင်မှညီမရှိညွှန်းချက်မဟုတ်ပါဒါညီမသုံးနေတာကိုပြတာပါပြီးတော့ဒီပေါ့နော်အမြဲတမ်းသုံးဖို့လဲဒီမိမကိုတန်းရှင်စေးရတဲ့အမြဲတမ်းသုံးဖို့လို့လဲ pH balance ကိုပျက်စီးစေရတဲ့အတွက်ကြောင့်မလို့ကိုအကယ်၍အဖြူစင်တာများရင်မိမကိုရရန်တာဒါအရန်ရှည်နေပြီဆိုလို့ရှိရင်တော့နီးစပ်ဆရာဝန်တွေနဲ့တိုင်ပင်သင့်ပါတယ်ဒါပေမဲ့အဲ့လိုကိစ္စမျိုးတွေမဖြစ်အောင်လို့ပိုးမဝင်အောင်လို့ဘယ်လိုကာကွယ်သင့်တယ်ဆိုတာလေးတွေလည်းကျွန်မမျှဝေပေးထားပါတယ်ရှင်အားလုံးကျေးဇူးရှင်တင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်